Microsoft Word ထဲမှာမြင်းချောင်းပေါ်မှာစာရိုက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ပေးရမလဲဆိုရင်အရင်ဆုံး table ပုံစံခေါ်ချလိုက်နော် insert ထဲက insert table ဆိုပြီးတော့ကိုရိုက်မဲ့စာရဲ့ column ဘယ်နှခုယူမှာလဲ column 2ခုယူမယ်ဥမာ row က5ခုလောက်ယူမယ်ဆိုရင် row 5ပေါ့နော်ပြီးရင် okay နဲ့ထွက်ထားလိုက်ပြီးအဲ့ထဲမှာစာလေးရိုက်မယ် name ပေါ့ပြီးသွားရင် tab key ခုံမယ်ဒီမှာကတော့နာမည်ထည့်မယ်ပေါ့နော်အဲဒါဆိုရင်နာမည်ပြီးသွားရင် tab key ခုံမယ်နောက်တစ်ခါ address ပြီးရင် tab key ခုံမယ်ဒါဆိုလိပ်စာထည့်ပြရမယ်နောက်ထပ် address ပြီးသွားတော့ township เนาะ TOWNSHIP township နောက်တစ်ခါ tab key ခုံမယ်နောက်ခါ tab key ထပ်ခုံနောက်ဒီနားလေးမှာ date ပေါ့เนาะအဲ့တော့ date လေးထည့်မယ်เนาะ date ဆိုရင်ဒီမှာက monday year format နဲ့ထည့်လည်းရတယ်စာသားနဲ့ထည့်လည်းရတယ်เนาะဒါဆိုရင် date space AU เนาะ August 2026စာလေးရတော့ဒီလိုမျိုးလေးတန်းပေါ်လာတယ်ဆိုရင် AUG လို့ရိုက်ထည့်လိုက်တာနဲ့ Microsoft Word ထဲမှာ AUG လို့ရိုက်ထည့်ရတဲ့1 August 2026ဆိုဒီလိုလေးပေါ်လာတယ်เนาะအဲ့လိုပေါ်လာရင်သူက enter ခောက်လိုက်လို့ရတယ်ဒါဆိုသူကစာ auto ထည့်ပြီးသားဖြစ်သွားတယ်အဲ့ထဲမှာမှကိုကဒီအောက်မှာ line လေးတားခြင်းတယ်အဲ့တော့ line တားဖို့အတွက်ဆိုရင်အရင်ဆုံးဒီအကွက် table တစ်ခုလုံးကိုဆက်လက်မှတ်လိုက်ဆက်လက်မှတ်ပြီးသွားရင်သူ့ကို home tab ထဲကဒီမှာ border ဆိုတာလေးရှိလိမ့်မယ် border ရဲ့ down arrow မှာနှိပ်ပြီးတော့အရင်ဆုံး no border ထားလိုက်နော် no border ထားပြီးရင်တော့ဒီအပေါ်ကအကွက်ဒီရဲ့အောက်မှာ line တားခြင်းတာဖြစ်တဲ့အတွက်ဒီအပေါ် column ပေါ်မှာဒီလိုမြားလေးအောက်ကိုစိုက်နေပုံစံလေးဖြစ်အောင်ထားပြီးဆက်လက်မှတ်လိုက်မယ်ဆက်လက်မှတ်ပြီးသွားရင်ဒီ border ရဲ့ down arrow ပဲပြန်သွားရမယ်เนาะ table ဒါဆိုရင် home tab ထဲက paragraph ထဲမှာ border ရဲ့ down arrow ရှိမယ်အဲ့ဒီ down arrow မှာနှိပ်ပြီးသွားရင်ကိုကအောက်ဘက်ကို line တားကျင်တာဆိုတော့ bottom border ကိုတုံးလိုက်လို့ရမယ်ဒါပေမဲ့သူကတစ်ခုချင်းစီမှာလိုချင်တာအခုတော့ဒီမှာ bottom border ယူလိုက်တယ်ဒါဆိုအောက်ဘက်ပဲမယ်တစ်ခုချင်းစီမှာပါလိုချင်တဲ့အတွက်သူကဘာလေးကိုသွားပေးရမလဲဆိုဒီမှာ inside border လေးကိုနှိပ်လိုက်ရမယ်နော်ဒါဆိုရင်တစ်ခုချင်းစီအောင်မှာ set ဟိုပါပေါ့ line လေးတားသွားလိမ့်မယ် select ဖြုတ်ပြီးသွားရင်ကိုကဒီမှာအချင်းကျယ်ပြင်ဆင်နေဆိုတော့မြားလေးနှစ်ခုဖြစ်အောင်ထားပြီးဒီလိုလေးပြင်လိုက်လို့ရမယ်နော်ပြီးရင်တော့ print လေးတစ်ချက်ကြည့်လိုက် file လေးက print အဲ့တော့ print သွားကြည့်လိုက်တဲ့အချိန်မှာသူကအောက်မှာ line တားတဲ့ပုံစံလေးမြင်ရလိမ့်မယ်ဒီမှာ line တားထားတယ်ပေါ့နော်အဲ့တော့ line ကိုတိုးခြင်းတယ်ဆိုရင်တော့ဘေးကဒီဘက်ကအချင်းဒီဘက်မှာမြားနှစ်ခုဖြစ်အောင်ထားလိုက်ပြီးတော့ line ကိုဒီလိုတိုးလိုက်လို့ရမယ်ဒါမှမဟုတ်ဘူး line မတားခြင်းဘူးအဆက်ကလေးတားခြင်းတယ်ဆိုလည်းရတယ်ဒီလိုဆက်လက်မှတ်ပြီးရင်ဒီအောက်က down arrow မှာနှိပ်မယ်ဆိုတော့ border ရဲ့ down arrow မှာနှိပ်ပြီးအောက်ဆုံးက border ရဲ့ shading ကိုရွေးပြီးရင်ဒီအလယ်ထဲမှာရှိကိုထည့်ခြင်းတဲ့အဆက်ကလေးတစ်ခုကိုရွေးဒီမှာကတော့အဆက်ကတော့အထူပါပုံစံရွေးပြီးလို့ရတယ်နော်အဲ့တော့အခုလောလောဆယ် 1.5 pt လောက်ယူလိုက်မယ် okay နဲ့ထွက်လိုက်မယ်ပြီးရင် down arrow မှာထပ်နှိပ်မယ်နောက်တစ်ချိန်ဘာလေးကိုထပ်ရွေးပြရမလဲဆိုရင် inside border လေးကိုထပ်ရွေးပြရမယ်နော်ဆက်လက်ဖြုတ်လိုက်ဒါဆိုရင်တော့ဒီဘေးက print ပြန်ကြည့်လိုက်တဲ့အချိန်မှာဘောင်မမြင်ရတော့ဘူးအောက်မှာ line လေးတားထားတဲ့ပုံစံလေးပဲမြင်ရလိမ့်မယ် file လေးက print ဒီမှာနော် zoom လေးနည်းနည်းလေးချဲ့ပြပေးမယ်ဒါဆိုရင်တော့သူကမြင်းချောင်းနဲ့စာရိုက်တဲ့ပုံစံလေးရသွားလိမ့်မယ်နော်အဆင်ပြေမှာပါ